ဝနိဂုံသေဆုံးခြင်းအကြောင်းတရားဒေသနာတော်အဘိဓမ္မာသင်္ဃာကျမ်းဝိဓိမုတ်ပိုင်းဘုံပိုင်းမှာဘဝနိဂုံသေဆုံးခြင်းအကြောင်းဆိုတာအခန္ဓကန္တအနေနဲ့ပါဘဝတစ်ခုရလာတဲ့ပုဂ္ဂိုလ်တိုင်းဒီကုန်းအနေနဲ့ဘဝတစ်ခုရဲ့ဒီကုန်းအနေနဲ့သေဆုံးခြင်းနဲ့ရင်ဆိုင်ကြရတယ်။ဘယ်ရာပဲဖြစ်ဖြစ်စလာပြီဆိုလို့ရှိရင်အဆုံးနဲ့ပဲရင်ဆိုင်ကြရမှာ။ရာခသိဟာအစရှိရင်အဆုံးရှိတာပဲအဖြစ်ရှိရင်အပြည့်ရှိတယ်။အတက်ရှိရင်အကျရှိပဲ။နုပြခြင်းရှိရင်အိုမင်းခြင်းရှိပဲ။ကျမ်းမာခြင်းရှိရင်ယောဂရခြင်းရှိပဲဆိုမရှောင်လွဲနိုင်တဲ့သဘာဝတရားတွေပဲဘဝမှာမွေးဖွားခြင်းရှိတယ်လို့သေဆုံးခြင်းဆိုတာနဲ့အဆုံးသတ်ကြရတယ်ဒီဒီတ attva မှာပဲဖြစ်ဖြစ်ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ဘဝခရီးအချိန်ပိုင်းအတွင်းမှာဘဝတစ်ခုရဲ့အဆုံးဒီကုန်းဆိုတာရောက်ရှိပြီးတော့သွားကြတာခရီးသွားနေတဲ့လူတွေဟာလည်းပဲခရီးလမ်းဆုံးပန်းတိုင် destination ဆိုတာရှိတာကြည့်ပဲဘယ်ခရီးသွားတော့ခရီးဆုံးဆိုတာရှိတာကြည့်ပဲမြေထားစီးရင်လည်းမြေထားလမ်းရဲ့ခရီးဆုံးဆိုတာရှိတယ်ယထာကားစီးရင်လည်းကားလမ်းရဲ့ခရီးဆုံးဆိုတာရှိတယ်လေញ្ញံနဲ့သွားလို့ရှိရင်လည်းလေញ្ញံရဲ့ခရီးဆုံးဆိုတာရှိတယ်လေနဲ့သွားလို့ရှိရင်လည်းလေရဲ့ခရီးဆုံးသင်္ဘောနဲ့သွားရင်လည်းသင်္ဘောရဲ့ခရီးဆုံးဆိုတာအလုံးဟာခရီးသွားနေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာခရီးဆုံးဆိုတဲ့နေရာမှာရှိကိုရှိရအဲကြောင့်မလို့လူဘဝရဲ့ဒီကုန်းမှာသေဆုံးခြင်းဆိုတာဟာဘဝတစ်ခုကိုဆုံးသတ်တာဖြစ်လို့ဘဝဒီကုန်းလို့ဘဝတစ်ခုရဲ့ဒီကုန်းခရီးဆုံးပဲဘဝခရီးကိုမိခင်ရဲ့ဝမ်းထဲကနေစတင်ပြီးတော့ဘဝခရီးကိုမိခင်ရဲ့ဝမ်းထဲကစတင်ပြီးတော့ရှောင်လန်းလာခဲ့ကြတာနောက်ဆုံးမှာသေဆုံးခြင်းမှာပဲအဆုံးသတ်တယ်ဒါကြောင့်မို့မရဏပရိယောတနံဇီဝိတံတတ္တဝါတွေရဲ့အသက်ဟာမရဏပရိယောတနံသေခြင်းမှာပဲအဆုံးသတ်တယ်မဆုံးတဲ့နေရာလို့ရှိကိုမရှိနော်အရာခသိမ်းမှာအစရှိရင်အဆုံးရှိတာသရပရိယောဒနာယုပနံနုပြုခြင်းဟာလည်းပဲသရပရိယောဒနာပုံမင်းခြင်းမှာပဲဆုံးတယ်ဆန့်ကျင်ဘက်ကလေးတွေနဲ့တော့ဒါကြောင့်မို့လို့ဘဝဆိုတာခန္ဓာ၅ပါးရထားတဲ့ဖြစ်စဉ်ကလေးတစ်ခုတဘဝနဲ့တဘဝမတူညီတဲ့ကံအကြောင်းတရားတွေကြောင့်မတူညီတဲ့အခြေအနေတွေကိုတွေ့ရှိကြုံတွေ့နေရခံစားရတဲ့ဘဝကလေးတစ်ခုအတိုင်းအတာလေးတစ်ခုထိုအတိုင်းအတာလေးတစ်ခုကအစရှိတယ်လို့အဆုံးလည်းပဲရှိတယ်တဲ့အဲ့ဒီအဆုံးမှာဘဝတစ်ခုရဲ့ဏိကုံသေဆုံးခြင်းပဲဆိုလိုတာကစလာပြီဆိုလို့ရှိရင်အဆုံးတစ်ခုတော့ရှိမှာအဲ့တော့အပြန်အားဖြင့်စဉ်းစားကြည့်ပဲဆိုရင်လုံးဝမစဘူးဆိုရင်အစမရှိလို့ရှိရင်အဆုံးရောရှိနိုင်မှာမလားဒါကြောင့်မို့မြတ်စွာဘုရားကအစရှိရင်တော့အဆုံးရှိလာမှာဆိုတော့အစမရှိဘူးဆိုပါစို့ဇာတိပိစ္ဆယဇရာမရဏဝိဖွားခြင်းဟာဒီအိုခြင်းနဲ့သေခြင်းမှာဝိဖွားခြင်းကြောင့်အိုခြင်းနဲ့သေခြင်းဟာဖြစ်ပေါ်လာမရဏတံဟိဇီဝိတံတတ္တဝါတွေရဲ့အသက်ဟာမရဏတံသေခြင်းမှာပဲဆုံးတယ်ဘဝတစ်ခုရဲ့ဏိကုံသေခြင်းမှာဆုံးတတ်တယ်ဆိုတော့တတ္တဝါတွေဘာကြောင့်သေနေကြသလဲသေဘုံသေနည်းကဘယ်လိုမျိုးရှိသလဲလောကမှာသေဘုံသေနည်းအမျိုးမျိုးရှိတဲ့ထဲမှာအဘိဓမ္မာထသင်္ဃဟာကျမ်းအရာပြောရမယ်ဆိုရင်
သေမှုလူတတ္တဝါတူသေတာဟာအခြေအနေ၄ရပ်အကြောင်း၄မျိုးရှိတယ်လို့ပြောတာအကြောင်း၄မျိုးရှိတယ်တဲ့ဘဝတစ်ခုဏိကုံးချုပ်ရတာသေဆုံးရတာအကြောင်း၄မျိုးရှိတယ်နံပါတ်1ကအာယုခယသတ်မှတ်ထားတဲ့တက်တန်းတစ်ခုကုံဆုံးသွားတာသတ်မှတ်ထားတဲ့တက်တန်းတစ်ခုကုံဆုံးသွားလို့သေတာအာယုခယအာယုဆိုတာတက်တန်းခယဆိုတာကုံဆုံးသွားတာတက်တန်းကုံလို့သေတာအဲ့ဒါကအကြောင်းလို့သေနေစိလို့သေတယ်လို့ပြောလို့ရမှာပေါ့နော်လူတွေမှာတက်တန်းဆိုတာရှိတယ်လူတွေရဲ့တက်တန်းဟာအတည်တကျမရှိဘူးရှည်တဲ့ခါရှည်တယ်တိုးတဲ့ခါတိုးတယ်အရှိတူသတ်မှတ်ထားတဲ့ထိုကဲ့သို့အရှိတူဖြစ်ပေါ်နေခြင်းဟာဒီခင်ရက်တွေကပြောခဲ့တယ်လို့ပဲဥတုနဲ့အာဟာရကအဆုံးဖြတ်ပေးသွားတာဥတုနဲ့အာဟာရလူတွေရဲ့တဏ္ဍာမှာရှိတဲ့ဥတုအာဟာရလူတွေမိခိုးနေကြရတဲ့ဥတုနဲ့အာဟာရထိုဥတုအာဟာရနှစ်ရပ်ပေါင်းစပ်ထားတဲ့အခြေအနေပေါ်မှာလူရဲ့ဘဝဟာယက်တည်နေတာဖြစ်သောကြောင့်ဒီဘုံရအားဖြင့်လူရဲ့တက်တန်းတစ်ခုကိုသတ်မှတ်ပြီးတော့ပြောကြရတယ်လူတွေမှာလူတွေရဲ့တက်တန်းဟာအစဉ်အမြဲသတ်မှတ်ထားတာမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူသမိုင်းကြောင်းကိုပြန်ကြည့်လို့ရှိရင်လူတွေဟာတစ်ချိန်တစ်ခါရည်တွက်လို့မရတော့အောင်အသက်တွေသိပ်ပြီးတော့ရှည်နေတဲ့အသင်္ချေတန်းဆိုတာလေလူတွေကရောက်ခဲ့ဘူးလေနော်အသက်ရှည်တဲ့အတန်းထိုအသက်ရှည်တဲ့အတန်းကတဖြည်းဖြည်းဆိုးရုံလာတဲ့အခါကျတော့တသိန်းတန်းကနေပြီး8000တန်းကနေပြီးတော့ရောက်လာလိုက်ထား6000တန်းတဖြည်းဖြည်းနောက်ဆုံးရတော့100တန်းကနေနောက်7တန်းစနေတန်းကနေတခါပြန်ပြီးတော့လူရဲ့သက်တမ်းဟာရွေးရှားသွားပြန်တယ်အနည်း20ကနေပြီးတော့40ဆိုပြီးတော့ခေါချိုးလူရဲ့သက်တမ်းတက်သွားတာမရေမတွက်နိုင်တော့အသက်ရှည်သွားပြန်တယ်လူရဲ့သက်တမ်းဟာတက်လိုက်ကျလိုက်အခြေအနေတွေပေါ်မှာမူတည်ပြီးတော့တက်ချီကျချီဒီလိုရှိအခုတတန်းဟာဆိုးရုံနေတဲ့အတိုင်းအတာတစ်ခုလို့ဒီလိုပြောလူတွေရဲ့တတန်းဟာဆိုးရုံနေတယ်။ဘာကြောင့်ဆိုးရုံတာတော့ဆိုအဓိကအကြောင်းကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တရားတွေကြီးထွားလာမှုကြောင့်လူတွေရဲ့တတန်းဟာဒီလိုဆုံးရှုံးအကုသိုလ်တွေကြီးထွားလာတာနဲ့လူတွေဘာဖြစ်လို့ဆိုးရုံရတယ်လဲတတန်းကဘာလို့တူရတယ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေကြောင့်ဥရုတွေပြက်လာတယ်ဥရုတွေပြက်လာတဲ့အတွက်ကြောင့်